မင်းကလေးဟာည9နာရီကျော်တာနဲ့ကြောင်ဖြစ်သွားတဲ့မိသားစုချိန်စာတစ်ခုရှိတယ်။ဒါကြောင့်ညနေ6နာရီမှာအလုပ်ဆင်းတော့မဲ့အချိန်မှာ CEO ကသူမကိုပြန်ခေါ်ပြီးအချိန်ပိုအစည်းအဝေးတွေအတွက်နေပေးဖို့ပြောတယ်။အစည်းအဝေးအတွင်းမှာမင်းကလေးဟာကနားမငြိမ်ဖြစ်နေခဲ့တယ်။ည9နာရီနီးလာတာနဲ့အမျှမင်းကလေးရဲ့ခန္ဓာကိုယ်ကပိုပြီးရရန်လာတယ်။အဲ့ဒီအချိန်မှာပဲ CEO ကမင်းကလေးကောင်းကသပင်ဖြူတစ်ချောင်းကိုဆွဲနှုတ်လိုက်တယ်။သူကနားမလဲစွာနဲ့ဒါပါကြီးလဲလို့မေးတယ်။မင်းကလေးလန့်သွားတယ်။သူမရဲ့ကြောင်မွေးဖြစ်နေတာကိုသိလိုက်ရတော့အံ့အားသင့်သွားတယ်။စီးပွားရေးလုပ်ဖို့ကိုင်းဘက်ကမင်းကလေးကိုညစာကျွေးချင်တယ်လို့ပြောပြီးဆွဲခေါ်သွားတယ်။ဒါပေမဲ့ CEO ကမင်းတို့နဲ့ပူးပေါင်းချင်လို့ခဏနေပါဦးလို့ပြောတယ်။ဒါပေမဲ့မင်းကလေးမှာဘာမှစားချင်စိတ်မရှိဘူး။ဘာလို့လဲဆိုတော့ခဏနေရင်သူမဟာကြောင်ဖြစ်ပြောင်းလဲသွားတော့မှမို့လို့ပါ။မင်းကလေးဟာအမျိုးသား2ယောက်လုံးကိုခါထုတ်ပြီးတကားကိုပြေးထွက်ခဲ့တယ်။မင်းကလေးဟာအပြင်ထွက်လိုက်တာနဲ့မနက်9နာရီအထိကြောင်ဖြစ်ပြောင်းလဲသွားတဲ့အဖွားကမင်းကလေးကိုပထမဆုံးလူကိုနမ်းဖို့ပဲလိုတယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးသဘောပေါက်သွားပြီးတွေးဆူပြီးနမ်းမိအောင်လုပ်ဖို့စီစဉ်တဲ့3ရက်အလိုမှာမင်းကလေးက CEO ရဲ့နေရာမှာတမင်ရက်တောက်ပြီးဝင်ထိုင်ခဲ့တယ်။မူပြီးသူ့အခန်းထဲကိုဝင်သွားခဲ့တယ်။နောက်တစ်နေ့မှာမင်းကလေးကကြောင်ဖြစ်သွားတဲ့ချိန်စာကိုပယ်ဖျက်ဖို့အတွက် CEO အိတ်နေတုန်းရုံးခန်းထဲကိုခိုးဝင်ပြီးနမ်းလိုက်ပြန်တယ်။ချိန်စာကဒီလောက်လွယ်လွယ်နဲ့ပြတ်သွားတာကိုမယုံနိုင်ဘူး။မင်းကလေးနှက်ခမ်းတွေကထိမ့်မနိုင်သိမ့်မရပြုံးမိသွားတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူမခေါင်းပေါ်မှာကြောင်နှာရွက်တွေပေါက်လာတာကိုခံစားလိုက်ရတယ်။ဘာလဲဟာအဖွားကိုအမြန်ဖုံးဆက်လိုက်တယ်။ဒါပေမဲ့အဖွားကလူပုံစံနဲ့မဟုတ်ပဲကြောင်ပုံစံနဲ့နမ်းမသာချိန်စာပြတ်သွားလိမ့်မယ်လို့ပြောတယ်။ဒါနဲ့မင်းကလေးကကားပါကင်မှာကြောင်ဖြစ်နေ CEO ကိုချုပ်ခိုတိုက်ခိုက်ခဲ့တယ်။ချစ်စရာကောင်းတဲ့ကြောင်ပေါက်လေးကိုဘယ်သူညင်းနိုင်မှာလဲ။ဒါပေမဲ့ CEO ဟာတစေမြင်တယ်လို့ထိတ်လန့်သွားတယ်။သူကြောင်တွေကိုအရန်ကြောက်တယ်ဆိုတာမင်းကလေးမယုံနိုင်ဘူး။